young champion ခဲ့တဲ့ Slang Tanquishin ဒီနေ့ကျွန်တော်တို့ကမနေ့ကလူမှုကွန်ရက်တစ်ခုလုံးကိုလွှမ်းမိုးသွားတဲ့ပြင်းထန်မှုနဲ့စိတ်သက်ခွန်အားနဲ့အပြည့်ပါတဲ့ Slang Tanquishin ရဲ့ပွဲကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီပွဲဟာတာမန်အားကစားပွဲတစ်ပွဲမဟုတ်ပဲ Slang Tanquishin ရဲ့နာမည်နဲ့အတူတွဲပါလာတဲ့စောက်ရမ်းကျန်းတဲ့ဆိုတဲ့စိန်ခေါ်မှုတွေကိုတပ်တည်ပြတဲ့ပွဲဖြစ်ခဲ့ပါတယ်ပွဲမတိုင်ခင်ရက်တပတ်တွေကသူ့ရဲ့ပြိုင်ပွဲနဲ့အပြန်လန်စကလုံးစစ်ခင်းမှုတွေမန်တင်းမှုတွေဟာအင်တာနက်ပေါ်မှာပေါက်ကွဲခဲ့ပြီးသားပါဒါကြောင့်မနေ့ကပွဲစပါနဲ့အမျှပရိသတ်တွေရဲ့မျှော်လင့်ချက်ဟာအမြင့်ဆုံးကိုရောက်နေခဲ့ပါတယ်သူ့ကိုကျန်းတယ်လို့တတ်မှတ်ရတာဟာရုပ်ပိုင်းဆိုင်ရာပြင်းထန်မှုအပြင်ဘလို့အခက်ခဲကိုမှမကြောက်တန်းရင်ဆွဲမယ်ဆိုတဲ့စိတ်ဓာတ်ခွန်အားကြောင့်ပါမနေ့ကပွဲမှာဒီစိတ်ဓာတ်ကိုသူအစွမ်းကုန်ထုတ်ဖော်ခဲ့ပါတယ်ပွဲစားအိုက်တာနဲ့ Slang Tanquishin ဟာသူပြောထားတဲ့အတိုင်းပဲချက်ချင်းကိုအရှိန်မြင့်ပြီးတိုင်ဘတ်ကိုအချမ်းတန်းဆုံးဖိအားပေးတိုက်ခိုက်ခဲ့ပါတယ်အားလုံးကသူ့ရဲ့စွမ်းအားပေးတိုက်ခိုက်မှုတွေကိုအန်ရောစရာစိတ်လှုပ်ရှားစရာအဖြစ်မြင်တွေ့ခဲ့ရပါတယ်ပွဲတစ်လျှောက်လုံးသူဟာအယောမပေးပဲရှေ့တိုးတိုက်ခိုက်တဲ့စိတ်ဓာတ်နဲ့မန်ပြည့်ကစားခဲ့ပါတယ်ဒါပေမဲ့ဒီပွဲရဲ့အရေးကြီးတဲ့အချက်ကတော့သူဟာအမှတ်နဲ့ရှုံးနိမ့်သွားတယ်ဆိုတဲ့ရလဒ်ပါပဲပွဲပြီးမှစီးမြဲအရာအမှတ်ပေးစနစ်နဲ့ကြီးလိုက်တဲ့အခါပြိုင်ဘက်ရဲ့ပိုပြီးဖွဲ့စည်းမှုရှိတဲ့ရည်ရွယ်ချက်ရှိတဲ့ကစားကွက်တွေကိုအမှတ်ပိုပေးခဲ့ရတာတွေ့ရပါတယ်ဒါပေမဲ့ပရိသတ်တွေအားလုံးကတော့သူ့ရဲ့ဘယ်တော့မှအရှုံးမပေးတဲ့စ조사မှုကိုပဲအဓိကအတိအမှတ်ပြုခဲ့ကြပါတယ်သူဟာရလက်အရာရှုံးနိုင်ပေမဲ့စိတ်ဓာတ်အရာအနိုင်ရသူအဖြစ်လူတိုင်းရဲ့ရင်ထဲမှာယက်တည်နေခဲ့ပါတယ်ရလက်ကအမှတ်နဲ့ရှုံးပေမဲ့Slang Tanquishinဟာသူ့ရဲ့ကတိအတိုင်းအကျန်းထမ်းဆောင်စွမ်းဆောင်ရည်ကိုထုတ်ဖော်ပြပြီးသူဟာစကားနဲ့တည်းမဟုတ်လက်တွေ့လဲကျန်းတဲ့သူတယောက်ဖြစ်ကြောင်းကိုသက်သေပြခဲ့ပါတယ်ဒီပွဲဟာအမှတ်နဲ့ရှုံးနေသွားခြင်းထက်မန်ပါရဲ့စိတ်ဓာတ်နဲ့ဘယ်တော့မှအရှုံးမပေးတဲ့စိတ်ရင်းကိုလူတွေလေးစားအားကြရတဲ့ပွဲတစ်ခုအဖြစ်မှတ်တမ်းတင်သွားခဲ့ပါတယ်